送咱们西人来的苦味，开口的面朝面人对面的面地啦，送他给平安，妹妹西的地个吧，毛肚的苦路年来嘎西。ဒီကောင်ဖျားလုံးအောင်ကြာသေးရ မင်းဒီကောင်ကြောင့်ပြန်အောင်ကြလားမင်းစားလည်းမစားဘူးမင်းကြည်လည်းမတော့ဒီကိုလက်ကလည်းချိန်ကြောင့်ဖျားနေပါဘူး ။မကြီးအောင်ကစမစတာတစ်ခုတောင်ရှိနေ။ကိုချိန်ကြီးတိတ်ထဲအောင်ရုံထွက်နိုင်သေး ချိန်တော့လိုပါဘောငါချိန်တော့ဟုတ်တယ်ဘယ်ဘာလုပ်ကြလဲကွာ ။မင်းကိုမင်းလည်းပြန်ကြည့်ဦးကွာ။မင်းကမလုံးမဆက်ကြည့်နဲ့ကြောက်ရွံ့နေနေမှာတော့အသက်ရှိသေးလား။ငါတော့လာကြည့်ရတာဘောတငယ်ချင်းတယောက်နေတယ် ဒါရမင်းဆေးလေးတောက်လိုက်ပါလားရဟိုဟာမင်းဘိုက်ထဲတဲ့အစာလည်းမရှိဘူးနော်ဆေးတောက်လိုက်ပါဒီဘာသားရငါတောက်လိုက်ပါမယ် ။ကိုအောင်ပြောမနေနဲ့နော်။မအချက်ကပြည့်ရတဲ့တိုင်းတိုင်းနဲ့ခံစားရတယ်။ဒီယောက်ျားရင်မိုင်းကြောင်မြင်လို့တော့မကောင်းဘူး အဲ့လိုတော့ပြောပါနဲ့ငါပါမင်းတကယ်ချင်းတော့ခံစားမှာပဲ ။မမအကောင်မလေးရှိလို့လား ဒါကောင်းမလေးရှိရမချက်နဲ့စားအောင်ကွာမင်းငါလည်းလူပဲခံစားရရှိချက်တတာ ။မင်းပြောမှပဲငါဘာဖြစ်သွားရလဲ အဲ့တော့ကိုတီမာငါကောင်းကိုတီမာ ။လာတာကျွန်နိုင်ကိစ္စအောင်မေးဖို့တော့လာမင်းနိုင်ငံနဲ့ကိစ္စဖြစ်တော့တော်ပြီမင်းတို့ကောင်နေမပြောတော့နော်ဟိုတဲကွဲနေလူယူလည်းမပြောတော့နော်ဆက်ကွဲနေပြီစီတော့မင်းတို့လည်းပြောတော့မင်းနိုင်ငံနဲ့ပြဿနာဖြစ်တော့ပြီအရှိပဲတော့ချူတော့ကွာကျွန်နိုင်ဝစားရ တိုင်းပြည်ရေချိုးတာအချိုးဗျာမင်းယူရတာကျောင်းတိုင်းဝင်စားနေဗျာ ဟုတ်ကျွန်နိုင်ဝစားရင်မှန်သိတယ်အကောင်ဖြစ်တာလက်နာတာလေအကောင်မင်းနောက်နေ့ကျဒီနန်းစောနေတဲ့ဟာကြီးပြန်ဝစ်လာအောင်မှသိလားအင်းရှိမှထိုင်တာမိန်းကလေးထိုင်တာဟိုကနန်းစောနှာခေါင်းနေပိတ်နေငါတို့တိတ်ခါလဲကြားတယ်ပြင်ဒီကောင်ကငါတို့တငယ်ချင်းနော်အဲ့တော့လေလျှော်ပေးလိုက်တော့မယ်နင်းနာခံပြီးတော့ပဲသွားပြီလျှော်တော့မယ် ချောငါအောင်ရင်မင်းငါတိတ်ခါလည်းမင်းဆယ်ပြီးသားဖြစ်တယ်မင်းလျှော်လိုက်တာကောင်းနေပြီကိုကြီး ဟာသူ့မညမဒီကြောင်ဘလို့လို့ရောက်လာတော့ သူကကိုကြီးရှိရဲ့အကြောင်းလက်လျှောက်လာလေဒါတော့တက်လို့မရဘူးလား အာမွေပွဲခပိုက်ပိုင်းပြီးချင်ပါတယ်ကွာ သူကကိုကြီးကိုအားကိုချင်လို့ရောက်လာလေဒါနဲ့ကိုကြီးကြောက်လဲလားကိုကြီးတငယ်ချင်းနေရော ဟာဒီမလေးငါတငယ်ချင်းကြောင်နိုင်တယောက်လုံးမြင်ဘူးလား သူအဲ့ကိုတီးရဲ့ကိုကြီးဖုန်းဆက်ပြောနေတယ် fresher welcome မှာတချင်းဆိုရဲကုန်မလား ဟုတ်တယ်အဲ့ဒါသူပဲ ကောင်မလေးကိုဒူးထားတဲ့ဗီဒီယိုတော့မှဒူးကြည့်ပြီးတော့အရင်အားကြခဲ့ရတယ် အခုချစ်သူကမလေးဘယ်ရောက်နေလဲဆိုတော့ဘယ်မှမရောက်ပါဘူးကျွန်တော်ရင်မှတ်ထဲမှာအမြဲတမ်းရှိပါတယ် ကိုညီမနာမည်ကကျူးလေကိုညီထွေးရဲ့ညီမဝန်ခွဲ sorry ပါဗျာကျွန်တော်ဘယ်သူနဲ့မှလည်း main set ချင်တယ်အဲအကြောင်းတွေလည်းပြန်ပြောချင်တယ်လို့ပါ အန်တန်တက်ဆရာရှိတော့တက်လိုက်တော့ ဟုတ်အဲ့ဆိုညီမသွားလာအောင် လိုက်မို့လိုက်မင်းလက်တွေကယုံလို့ငါတစ်ချိန်ကဘဝကြီးမစ်စိတ်တိုင်းလို့လိုက်ခဲ့ရတဲ့ဖြစ်ကိုငါတကယ်တော့ပါပြီနေကငါရဲ့ဘဝနေကငါပြင်မှာဒီလိုယုံကြည်တာငါမှနေနဲ့ဝေးနေရငါထွက်ပြေးကသွားမယ်ငါချင်နေသူငါအားမနှောက်ယှက်ပါနဲ့တော့ထွက်သွားပါနေလေချက်ပြီး Yam Siro Ga Nauka, Jesus Langa Pidwami.
စားရဲ့အသေးခွက်ခိမ်းမှာကြံရည်သူစိတ်နာရတယ်နေရီစာဖြစ်ခဲ့ရတာခေတန်းတော့တိတ်ခါကြတယ်နေတက်ချော်တဲ့စော်တွေနဲ့ငါဟိုတယ်မှာအိတ်ခါပြမယ်တရင်တော့ပိတ်တာဘဝနဲ့နာကြီးဒါဒီလိုပေါ့ဒီနိုင်ရောမင်းကစိုက်နော်ဒီကနေစအောင်အေးအောင်ကျောင်းနိုင်ငါတို့ကဒီမှာဝဲကန်းတော့အကုန်ပါဝင်နေမင်းလည်းလာအောင်လေကွာ အကြောင်းပဲဘယ်မှမပါကျွန်တော်ပါဘူးကွာ အေးအောင်ကျောင်းနိုင်ကိုကြီး အေး ကိုကြီးဖြေပြောကိုကျော်ကအเจ้าရဲ့ဘယ်ပွဲမျိုးထိတ်ဆုံးရပဲဆိုခုကျော်ကဘလို့ဖြစ်တာ ဒီပါကွာရင်တော့ဆိုဘယ်ပွဲနေနေထိတ်ဆုံးပါဝင်တာသူပါတဲ့ပွဲတိုင်းဆိုစီးနေရပဲဘူးတော့ဘယ်လိုလုပ်မသိတော့ပါဘူးကွာ ဟောခဏနော် ဟောလာမနောက်ရှက်ပါနဲ့ကွာ မင်းမနောက်ရှက်နဲ့လို့ပြောထားတယ်။ဘာလို့ငါ့ကိုလာနောက်ရှက်နေရလဲ ဘယ်မှာနောက်ရှက်နေလို့တော့ကိုကျော်ရဲ့သူကအတီပြောဖို့လာနော်ကိုကြီးညီဖေးပြောရဲ့ကိုကျော်ကရင်ကဒီလိုမဟုတ်ပါဘူးเจ้าရဲ့ဘယ်ပွဲမဆိုထိတ်ဆုံးရပြီလို့သူကြောက်ကြည့်ရောစိတ်ပြက်စရာကြီး ။ဒီဘာဖြစ်နေရလဲ။နင်းနဲ့ဘာဆိုင်လို့လဲ။နင်သွားကြရှိရသွားပါကွာ မတော်ပါဘူးသူနဲ့ဆိုင်နေလေသူကကိုကြီးညီထွေကိုပဲအားကိုးချင်လို့ဒီเจ้าအောင်ရောက်လာမှာမဟုတ်တာကိုကျော်ရဲ့တချင်းတန်ကိုလည်းအပြစ်မှနားထောင်ချင်လို့လေကိုကျော်ချစ်ဦးကပြစ်သွားတော့တချင်းလည်းမစိုးလူတော်လည်းမတိုးရဲ့ကျောင်းပွဲလည်းမပါရဲ့လူမိုက်ကြီးဖြစ်နေပြီပဲ ။မင်းဘာတိလို့လဲကွာ အကုန်တီးတယ်ဗီဒီယိုဖိုင်လေးကြည့်ဘူးပဲအရင်ကျူပြီးပြစ်ခံရတာလည်းတီးအဲ့ဘာဖြစ်လဲသူမကိုကျော်ကမှတန်ဖိုးမှမထားတာအဲ့ဒါကိုကိုကျော်ကဘာလို့သူ့အတွက်နဲ့ကိုယ့်ကိုတန်ဖိုးမထားအခက်နဲ့အောင်ပြီးကျောင်းပွဲတွေကိုရှောင်နေရတယ်ထူးတာအဒီမမနေရာမှာဆိုရင်လေဒီလိုအားငယ်တက်တဲ့လူမိုက်ကြီးကိုကျော်ကိုလေပြည့်ုံနေမကောင်းလက်အောင်ကြည့်မှာမဟုတ် ။မင်းတော်တော့ကွာ။ဆက်မပြောနဲ့တော့ မတော်ပါဘူးသူကကိုကျော်ကိုတိုင်းနောက်ရှက်နေအောင်မှာကိုကျော်ရင်လိုတချင်းတွေပြန်ဆိုနိုင်အောင်မှုအွန်နိုင်အောင်လဲလိုက်ဆနေအောင်မှာယောရင်ဘူးအပြေဝါကိုဒီတောက်လာသူ့တချင်းတိုက်ပြီးဘိုးလိုက်ခဲ့အောင်နော်ကိုကျော်စိတ်ကြိုက်ကြပြီးဘာမှမလုပ်ချင်တာထူးကြည့်ပါတယ်။ဒါပေမဲ့မနေ့ပြန်ဒီ assignment ကိုမချိန်ဆရာမကကိုကျော်ကိုဆူလိုက်မယ်။ထူးကိုကျော်လက်ရည်တိုင်းတူပြီးတော့ဒူအောင်တညလုံးရေးပေးထားတယ်။ပြီးတော့ကျောင်းပွဲမှာကိုကျော်တချင်းပြန်ဆိုဖို့နှုတ်တွေရှာထားပေးရနော်။စိတ်မဆိုးပါနဲ့။ ကိုကျော်ရဲ့တချင်းတန်ကိုလည်းအပြစ်မှနားထောင်ချင်လို့ကျောင်းပွဲလည်းမပါရဲ့လူမိုက်ကြီးဖြစ်နေပြီပဲ
ထူးတာအဒီမမနေရာမှာဆိုရင်လေဒီလိုအားငယ်တက်တဲ့လူမိုက်ကြီးကိုကြောက်အောင်လေပြည့်အောင်မကောက်လက်အောင်ကြည့်ပါမယ်ဟုတ်ကိုကျော်ထူကိုကျော်မနှောက်ရှက်တော့ဘူးလေဘာလို့ထူနောက်လိုက်လာလဲ ဒီထက်ဆိုင်းမန်စာတွေနဲ့တချင်းနှုတ်တွေကမိတညာလုံးမိတ်ပဲရေးပေးထားတာပေါ့ ဟုတ်တယ်ထူကိုကျော်ကိုတနာလို့ရေးထားပေးတာကိုကြီးထွေကပြောဘူးလေအရင်ကအကြောင်းပွဲမှာကိုကျော်ပါအရင်စီရဲတဲ့ထူအရင်တော့ကိုကျော်ပြန်မြင်ချင်တော့လေကဲလို့ကိုကျော်ကအတိတ်အမောင်လေးမှာပဲပိတ်မိနေချင်လို့ထူဘာမှမတက်နိုင်ဘူး ကျေးဇူးတင်ပါတယ်ကိုကျော်အမှန်ပြပေးပါဒါနဲ့လက်တံကိုကျော်တချင်းတီးလုံးတိုက်တဲ့ခါကျထူလာကူပြီးလို့ရမှာ ဘာဘောရလေထူလာခဲ့မှာပေါ့ခေါင်းဆောင်ကအမိတ်ပြီးမှတော့ထူကလောက်ဖို့အစင်တက်မယ်လေဒါနဲ့ထူဒီနေ့အဆောင်လိုက်ပို့ပေးအောင်ရော့ဟုတ်ပြီပဲအားကြောက်ကြည့်တော့တမ်းမယ် ဟာဟေ့အောင်ကြောင်းလိုက်မေကေဘာရှိလို့ပါလားဘာလဲမေချိုးမေးနိုင်တော့ရလဲတောင်းမို့မေထူးကြောင်စပယ်လေးပါရှင်းရတယ်ပြောပါဦး စာနေရအစ်ကိုမြင်အဟောင်းကိုမေးတတ်တာလူတွေရဲ့တဘာဝပဲဆိုတာမင်းလည်းသိတာပဲလေငါရှိုးကိုချစ်ခဲ့တာခဏတာတော့လည်းမဟုတ်ခဲ့ဒါပေမဲ့တဘောစာတော့လည်းမဖြစ်ခဲ့ဘူးကွာဒီနေ့ဒီချိန်ထိရှိုးကိုမေးမရတာတော့ငါဘွားရဲ့ဝကြွေးပေါ့ကွာသူကငါ့ရဲ့ညီမလေးတယောက်လိုပါပဲကွာအထက်လည်းမပူနိုင်ပါဘူးသူလည်းငါ့ကိုအကူတယောက်လိုပဲသူဆိုငါ့ကိုပိုးလို့တော့မပူနိုင်သေးတယ်ကွာဒါပေမဲ့ငါရဲ့နာကျင်မှုတွေလုံလောက်သွားပြီဆိုတာကိုတော့သူကလမ်းပြခဲ့တာပဲလေဒါကြောင့်ငါနေငယ်ပြောင်းလဲသွားကြည့်တာပေါ့ကွာ အေးပါလိုပဲဖြစ်ဖြစ်မင်းဒီလိုမျိုးပြောင်းလဲလာတာမြင်ရတော့ငါတို့တွေဝမ်းသာရကွာအရင်ပုံစံနဲ့မြင်ရတာတော့စိတ်ထဲလည်းမကောင်းနော်မင်းလည်းလောက်ဆက်ချင်လုံးလုံးငါလည်းသွားလောက်မယ်ကွာအေးစီတာ ကဲတော့မှတွေ့မယ်စာနေ โอเคโอเค ပြန် အကျော်တလန်းလုံးထူကြည့်ပြီးပြောစီပြောစီနဲ့ငါပြောမလို့လေ ထူကမနေ့ပြန်ခီးသွားတော့မှာမလားအဲ့တော့ကိုကျော်ကအเจ้าမှာတယောက်တည်းကြံခဲ့ပြီးတော့စောင့်မဲ့လူမရှိတော့ပြင်းနေမှတွေးပြီးစိတ်မကောင်းဖြစ်နေတာ ထူကခဏပဲသွားမှာနော်ကိုကျော်ကိုပြန်လာရင်ထူကနောက်ရှက်အောင်မှာ
ဟုတ်ပါပြီဒါပေမဲ့ထူးခီးရပြန်လာတဲ့နေကြရင်ကိုကျော်ထူးပြောစရာတကားရှိတယ်အဲ့တော့ထူးနဲ့ကိုကျော်နဲ့ပထမဆုံးတွေ့ခဲ့တဲ့တမန်တန်းမှာထူးကိုစောင့်နေမယ်နော် သူနဲ့ကိုကျော်နဲ့စတွေ့ရတမန်လည်းမဟုတ်ဘူးလေ တမန်တန်းမှာပါဘာလဲဆိုတော့ထူးဒီတွေးစီကိုလာတဲ့နေ့ကလေကိုကျော်ကိုစပြီးမိတ်ဆက်တာလေကိုကျော်တော်မှအဲ့နေ့ကစိတ်ညစ်နေလို့ထူးနဲ့မိတ်ဆက်ချင်သေးဘူးလို့တော့ပြောလိုက်သေးရဲ့လေ ဒီကိုကျော်မမမိဘူးချင်တယ်သူနဲ့ကိုကျော်နဲ့စတွေ့ရခုံပြလမ်းမှာလေကိုကျော်လက်မှာတန်ရတွေးထွက်နေတော့ကသူပပနဲ့စီးပေးခဲ့တယ်လေ အဲ့တော့ကိုကျော်လက်ကိုပေါ်လာစီးပေးတာထူးတာ ဟုတ်တယ် ဒါဆိုရင်တော့ကိုကျော်ထူးပြန်ရောက်တာနဲ့ဒီစကားကိုမပြောမဖြစ်ပြောမှတော့ဖြစ်တော့မယ်နင် ခုပြောလို့မရဘူးလား ခုမပြောနိုင်ပါဘူးအောက်ဆိုသူကကြီးသွားအောင်ပါလေအဲ့တော့ထူးခီကနေပြောပြောရှင်းပြန်လာပြီဆိုတော့မှကိုကျော်ဒီစကားကိုပြောမယ်အဲ့တော့ထူးနဲ့ကိုကျော်နဲ့ပထမဆုံးတွေ့တဲ့ခုံပြတန်းမှာကိုကျော်စောင့်နေမယ်ထူးလာခဲ့နော် အမြဲအဲ့လိုကြည့်ပဲကြည့်ဦးအဲ့ဆိုသူပါတော့မလဲ ကွာရအောင်ဘတ်လာမလူနဲ့နိုင်ဝါမလိန်တော့သွားညောင်နေဟိုကောင်เนี่ยလော်နာမှာအေးလော်နာမှာအေးလာခဲ့အကုန်လာခဲ့ကွာဒေါ်လူနေပါဆိုဟာအဲ့တော့ခဏလေးဒီမှာတော့ညနေကြီးကိုဖုန်းနေခေါ်တာခါရေးကြည့်လို့လည်းမခဏလေးငါကင်လာအောင်မယ်ဟယ်လိုဒီလေညနေနေဒီလေဘာကိစ္စရှိလို့ဗျာထူကား accident ဖြစ်လို့ဟုတ်ခုဘာဖြစ်သွားသေးရောဗျာသူတန်နေဆိုရင်ရတယ် ကိုကျော်ပြန်လာရင်သူကနောက်ရှာဝင်မှာ မောင်ဆောင်ကအမိတ်မှာတော့သူကလောက်ကိုစင်တက်နေ အဲ့တော့ဒီနေ့ကိုကျော်နဲ့ပထမဆုံးတွေ့တဲ့ခုံပြတန်းမှာကိုကျော်စောင့်နေထူးလာခဲ့နော် အမြဲအဲ့လိုကြည့်ကြည့် နင်တို့တော့ချေပြောစရာငါရဲ့ဘဝမရှိမြို့နယ်ကိုဒီချစ်ကတကယ်ကိုတာလာပါတီးရတော့ချမစိတ်လို့ခါငါမျိုးလေးရှင်ကွယ်မနဲ့တရားချေပါလေခုန်နေတဲ့ဒီနှလုံးသားအိမ်မက်ပြတ်တော့မင်းချင်တဲ့ဆယ်ရမလို့ဟုတ်လားပြောနေတော့မင်းတို့ကငါမချီလို့ရပါမတော်တဲ့လုံးတော့တဲ့ငါကပါမတော်တဲ့လုံးတော့တဲ့မင်းတော့ဝိုင်းနေကြမှာရင်နာနဲ့ခွဲခွာအချိန်လေးကြာလာရင်နေမေတော့မှာရုံးသူစီစဉ်တွေရဲ့ကြမှာငါချစ်ခဲ့ဘူးတဲ့လုံးသားလေးမပြောနိုင်ရဲ့ကကြော်ပါပြီမင်းချစ်တော့တဲ့ဝေးရစီဒီဝါဒီအလွန်ရဲ့ကြောင့်ဖြစ်ပြီးတာနေစားရခဲ့ဆိုတော့ဘာဒီတဲ့ကောင်းရောပြဖို့ရတာကြော်ပါပြီမင်းနဲ့ဝေးတဲ့နေရစီပြန်လိုက်ပြီးနိုင်ဘက်ကချမ်းလို့ကြည့်ပါအချစ်နဲ့တာယူကြအောင်မရှိနာမတူချမ်းတဲ့ပြလိုက်ပါလားငါရဲ့ချစ်ပတ်ဆူရှိမဲနဲ့တည့်ရနဲ့ကိုထွေးပိုက်ခါတွေးမိတိုင်းရင်လာလုံးလို့ခေါင်းနဲ့ရံပြီးတိုက်ခါမချစ်သူအနာကခီးမှကြိုက်တဲ့သူကိုရွေးတိုက်ပါအချစ်မိတဲ့ကြောင့်ဆွေးမြိုက်ခါရှင်မလောင်ကျွမ်းပုတ်သူလို့တဲ့နှလုံးကိုပြန်လာစတာအကြောင်းတရားချုပ်ရိုးတို့ရင်ပတ်တဲ့နေနဲ့မယ်ကပီးတင်ကစုပ်ထိုးလို့ရှားအလုံးဖြစ်လာခဲ့ပါကြိုတင်ကငါမှန်းထားသမျှတပီးတော့မလို့ချင်တော့ဘူး